ဆေးလိပ်တောက်ခြင်းကမျက်စိကိုထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်တောက်ခြင်းကြောင့်အဆုတ်တင်မကဘဲအမြင်အာရုံမှာထိခိုက်စေနိုင်တယ်လို့ကျွမ်းကျင်ပညာရှင်တွေကပြောပါတယ်။ဆေးလိပ်တောက်ခြင်းနဲ့အမြင်အာရုံထိခိုက်မှုကြားမှာတိတာထင်ရှားတဲ့ဆက်နွယ်ချက်တွေရှိနေပေမဲ့အဲ့ဒီဆက်နွယ်မှုကိုလက်ခံသူက9ဦးမှာ1ဦးပဲရှိပါတယ်။ဆေးလိပ်မတောက်သူတွေနဲ့နှိုင်းယှဉ်ရင်ဆေးလိပ်တောက်သူတွေကအမြင်အာရုံဆုံးရှုံးရနိုင်ခြင်း2ဆပိုများတယ်လို့အမြင်အာရုံဆုံးရှုံးမှုဆိုင်ရာတော်ဝင်အမျိုးသားတစ်ပံ RNIB ကပြောပါတယ်။စီဂရက်မီးခိုးတွေထဲမှာမျက်လုံးကိုထိခိုက်စေတဲ့အဆိပ်သင့်အခိုးငွေတွေပါဝင်နေပါတယ်။ဥပမာပြောရရင်ခဲကျဲနီစတဲ့သတုတွေကမှန်ပီလူးထဲမှာစုပြုံလာပြီးမျက်စိတိမ်ဆွဲစေနိုင်တယ်လို့မျိုးပါအလင်းတန်းတွေကိုစုစုံစေတဲ့မှန်ပီလူးဟာတငင်အိမ်အနောက်ဘက်မှာရှိပါတယ်ဆေးလိပ်တောက်လို့မျက်ကြည်လွှာထဲကသွေးကြောတွေကိုထိခိုက်စေနိုင်တယ်လို့စီးကြိုနဲ့ဆက်နွယ်တဲ့အမြင်အာရုံပြဿနာတွေကိုလည်းပိုဆိုးစေပါတယ်ဆေးလိပ်မတောက်သူတွေနဲ့နှိုင်းယှဉ်ရင်ဆေးလိပ်တောက်သူတွေဟာပြင်မအာရုံကြောကိုထိခိုက်စေနိုင်တဲ့ဇရာဆိုင်ရာအခြေအနေကို3ဆပိုဆိုးစေနိုင်ပြီးအမြင်အာရုံကြည်လင်ပြတ်သားမှုအားနည်းလာဖို့ရှိပါတယ်။ဒါအပြင်မျက်လုံးသွေးကြောပိတ်ဆို့မှု optic neuropathy ကြောင့်အမြင်အာရုံရက်တရက်ဆုံးရှုံးမှုဖြစ်နိုင်ခြေဆက်ချုပ်စာပိုများတယ်လို့ဆိုပါတယ်